ဆိုတော့ထွက်လာပြရတာဗောနော်အမှန်တော့ဒီနေ့ဘာမှမပြင်ထားဘူးနော်မပြင်ထားဘူးဆိုတော့ဘာကြောင့်မပြင်ထားဘူးလဲဆိုအားလုံးကတိပြီးသားလေနော်ဒီចောင်းသားတွေကြီးပဲကျမမှာကဘာစွမ်းရည်ရှိလဲသိလားမပြောတော့ဘူးနော်တိပြီးသားအစွန်ဒီထဲကနိုင်မယ်ဆရာမနော်မနိုင်ဘူးကျမမှာအပြောစွမ်းရည်ရှိတယ်ဆိုအားလုံးသိရနော်ဟုတ်တယ်ဒါပေမဲ့ဒီနေ့ကကျမဘာလုပ်ချင်လဲဆိုဒီမှာထိုင်နေတဲ့လူတွေကထိုင်နေတယ်လက်ခုပ်ပဲတီးနေတယ်နော်ဟိုဘက်ကလူတွေကလည်းထိုင်လိုက်ထားလိုက်ဒါပေမဲ့တော်တော်များများထိုင်နေရတာဟုတ်တယ်နော်အားလုံးကထိုင်โอเคဆိုတော့ဒီနေ့ကျမတို့အားလုံးမတည့်ရအောင်လက်ထဲမှာမိုက်ရောက်လာပြီဆိုရင်ဗာလဲကိုကဆရာပဲနော်မိုက်ရောက်လာပြီဆိုထိုင်လိုက်ထားလိုက်လူတွေအကုန်လုံးခိုင်းလို့ရပြီနော်လက်ထဲမှာမိုက်ရောက်လာပြီဆိုတော့ကျမတို့မတဲထဲကလေseek ye first the kingdom of God ဆိုရဲစာသားရကြလားဆိုတော့ကျမတို့ကဘယ်လိုလုပ်ချင်လဲဆိုဒီဘက်မှာကပြိုင်ပွဲမဝင်တဲ့လူတွေနဲ့ပြိုင်ပွဲဝင်တဲ့လူတွေပြိုင်မယ်နော်ဒါကျမတို့ကနော်ပြိုင်ပွဲဝင်တဲ့လူတွေနဲ့ပြိုင်ပွဲမဝင်တဲ့လူတွေပြိုင်မယ်ဆိုတော့ဒီသချင်းကိုအားလုံးကကြားဖူးပြီးသားဖြစ်မှာပါနော် seek ye first the kingdom of God ဆိုနော်အဲ့ဒီသချင်းကိုအားလုံးအရင်ဆုံးတူဆိုမယ်ပြီးတော့မှကျမ hallelujah hallelujah ဆိုဒီဘက်နဲ့ဟိုဘက်နဲ့ဘသူကပိုကြလဲပြန်ပြိုင်မယ်နော်3မိနစ်ထက်တော့ပိုကြော်မယ်ထင်ပါတယ်နော်အဲ့ဒီသချင်းကိုပြိုင် Seek ye first the kingdom of God and his righteousness and all these things shall be added unto you hallelujah Hallelujah ဆိုမယ်နော်Soတင်ပါတယ်ထိုင်လို့ရပါပြီကျေးဇူးအများကြီးတင်ပါတယ် Thank you